ညာနည်းနည်းပြင်ပန်းနေလို့ဗီဒီယိုမြိုက်လိုက်ရပါဘူးဒါကျွန်တော်တို့မနက်ပိုင်း breakfast ကျွေးတာပေါ့ breakfast တွေကတော်တော်စုံနေတဲ့ပါတယ်ဗျဒါကျွန်တော်ညီပေါ့ကျွန်တော်ဟိုတစ်ခေါက်ဗီဒီယိုတင်နေတာဒီကောင်ကကျွန်တော်ရဲ့ဗီဒီယိုထဲမှာပါတင်တာပေါ့အဲ့ကလေးကတော်တော်တယ်ပါပါတယ်ဒီကလေး music ဘက်မှာလည်းနည်းနည်းဝါသနာပါပုံရတယ်ကြီးလာရင်တော့ဒီကောင်တစ်ခုနေရာတစ်ခုတော့ရောက်မှာပါဘယ်နေရာရောက်မလဲတော့ကျွန်တော်လည်းမပြောတတ်ပါဘူးတနေရာတော့ဒီကောင်ကောင်းအောင်မှုဖြစ်တဲ့တနေရာတော့ရောက်မှာပါသွားပြီလေကျွန်တော်ညာပြောခဲ့တဲ့တနခါးစဉ်ဆိုတာဒီဟာကိုပြောတာပါဒါရေကူကလည်းရှိရပေါ့ညာဟိုတယ်ကိုမပြမိလိုက်ဘူးဘာဖြစ်လဲအဲ့လိုမောင်းနေတာပေါ့ကျွန်တော်ပြင်ပန်းနေရလဲပါတယ်ဒါကျွန်တော် father တို့တဲတဲ့အခန်းပေါ့ဒါ breakfast စားပြီးတော့ကမ်းခြေမှာနောက်တစ်ခေါက်ရေချက်သွားကူတာပေါ့အဝတ်စားလဲပြီးတော့မနေ့ကအမှဘောလုံးကန်မှုဘောလုံးငားတာ9000ပေးရပါတယ်ဒီတစ်ခေါက်တော့ဟိုတယ်ကဘောလုံးလေးငားလိုက်ပါတယ်ကျွန်တော် line နေကြားမဲ့ပုံပဲရောဒီထိတောင်ကြားရ line တယ်နော်ဟိုဒီတော့ကူပါမယ်It's like I'm drowning in my pain, waiting for the day. Nipjala meni asa to me lo, baby man, I can't think alone. I don't know what I'm on, but my mind keeps holding on to you. အဲ့မှာရေမိုးချိုးပြီးအိမ်ကိုပြန်ပါပြီ